အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG ပါဝင်တိုင်းရင်းသားဖွဲ့တချို့တွေ့ဆုံနေကြောင်းတင်ဆက်ပေးပါမယ်။အာဆီယံရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်မစ္စတာအော့တမန်ဟာရှင်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကရင်မျိုးသားစီယုံ KNU ကရင်မျိုးသားတိုးတက်ရေးပါတီ KNPP ချင်းမျိုးသားတပ်ဦး CNF တို့ကကိုယ်စားလှယ်တွေထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံခဲ့ပါတယ်။ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးမိုးစောကအချိန်တန်ရင်သတင်းထုတ်ပြန်သွားမယ်လို့သတင်းဌာနကိုပြောပါတယ်။ဖေဖော်ဝါရီလ9ရက်နေ့10ရက်2ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြတာလို့သတင်းတွေထွက်နေတာပါ။တွေ့ဆုံမှုမှာပါဝင်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တာဝန်ရှိသူတွေကိုသတင်းဌာနကဆက်သွယ်ခဲ့ပြီးမြဲဖုန်းလက်ခံဖြေဆိုတာမျိုးမရှိပါဘူး။အာဆီယံရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကဖေဖော်ဝါရီလ6ရက်နေ့ကနေပြည်တော်ကိုတွားရောက်ပြီးစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေနဲ့တွေ့ဆုံခဲ့ပါတယ်။အသေးစိတ်ကိုတော့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာမရှိသေးပါဘူး။အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ဒီခီးစဉ်အတွင်းမြန်မာအရေးပြောင်းလဲအတွက်အဖြစ်တစ်ခုရဖို့ကြိုးပမ်းတာစစ်ကောင်စီကိုဖိအားပေးတာမျိုးရှိလာနိုင်တယ်လို့အာဆီယံနဲ့မြန်မာအရေးလေးလာသူတွေကသုံးသပ်ကြပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ19ရက်နေ့ကမလေးရှားနိုင်ငံလန်ကာဝီကျွန်းမှာကျင်းပတဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးပြီးသတင်းစာရှင်းလင်းပွဲမှာစစ်ကောင်စီကိုအာဆီယံဖွဲ့ဝင်နိုင်ငံတွေကရွေးကောက်ပွဲကိုဦးစားမပေးဘဲအပြစ်ရက်ပြီးတွဲဆောင်ဆွေးနွေးမှုတွေစတင်ဖို့တိုက်တွန်းပြောဆိုထားပါတယ်။နောက်ထပ်တပုံအနေနဲ့ရွှေကျင်မြို့နယ်ညောင်ကြောင်ရွာလေးစိတ်မှာရိတ်ခါတဲနေတဲ့စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးသေဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရွှေကျင်မြို့နယ်ညောင်ကြောင်ရွာလေးစိတ်မှာရိတ်ခါတဲနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ကြောင်းတောင်ညိုစစ်ကြောင်းမှတာဝန်ရှိသူတအုပ်ကပြောပါတယ်။ဖေဖော်ဝါရီလ10ရက်နေ့နေ့လယ်တနာရီခန့်မှာရွှေကျင်မြို့နယ်ခမာယာ998တန်ရင်မှာအင်အား40ခန့်ပါအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကညောင်ကြောင်ရွာရှိလေစိမ်မှာရိတ်ခါလာရောက်တည်ယူနေစဉ်တောင်ညိုစစ်ကြောင်းနဲ့ပူးပေါင်းဖွဲ့တွေကဒရုန်းလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနေ့လယ်3နာရီခန့်မှာတိုက်ပွဲပြီးဆုံးခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးပွဲချင်းပြီးတေဆုံးပြီး4ဦးထပ်မံအပြင်းထန်ဒဏ်ရာရရှိကကားတစ်စီးလည်းပျက်စီးခဲ့ကြောင်းသိရပါတယ်။အဲဒီလိုပြင်းထန်ဒဏ်ရာရသူတွေကိုစစ်ရုံကိုပို့ဆောင်စဉ်လမ်းမှာ3ဦးထပ်မံတည်ဆုံခဲ့ကြောင်းတောင်ညိုစစ်ကြောင်းနဲ့ပူးပေါင်းတပ်ဖွဲ့မှတော်လိုင်းရေပေါ်တွေအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ခမာယာ998တန်ရင်ကအင်အား40နဲ့ညောင်ကြောင်ရွာမှာရှိတဲ့လေးစိတ်ကိုရိတ်ခါလာရောက်တဲ့ယူတော့တောင်ညိုစစ်ကြောင်းနဲ့ပူးပေါင်းတပ်ဖွဲ့တွေကဒရုန်းလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့စစ်ကွေးနှကောင်ပွဲချင်းမိတည်ပြီး4ဦးထပ်မံဒဏ်ရာအပြင်းထန်ရတဲ့ကားတစ်စီးလည်းပျက်စီးတဲ့အပြင်းထန်ဒဏ်ရာရတဲ့ကောင်တွေကိုစစ်ရုံကိုပို့တဲ့လမ်းမှာ3ဦးတည်တယ်လို့တောင်ညိုစစ်ကြောင်းမှာတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်